ပစ္စည်းမှလို့ပို့ပေးမယ်ဆိုပိုးကပေးရကိုယ့်ချစ်လို့အားပေးတဲ့ customer တွေပိုးကတောင်းစီရလားအိုင်ပစ္စည်းကိုမှာလိုက်ပြီဆိုတော့အိုင်ကပစ္စည်းတွေကိုတွားခိုင်းလိုက်မှာဒါပေမဲ့မတွားခင်သူတို့ဂါလာတွေယူပေးရတယ်ဥစလာဂါနာဘွားဆိုရွေးချလိုက်လို့ရှင်တို့လမ်းလျှောက်ပြီးတွားမှာနော်တခါလေတို့စိတ်ပေါက်လို့ရှင်တို့ပြန်စင်ပြန်တော့မနည်းနည်းလေးတော့ထိုင်စားပေးတို့ရောက်လာမယ်အချိန်